ဧရာဝတီတိုင်းရေကြီးမြို့နယ်အတွင်းရွေးတုဆိုရစစ်တပ်နဲ့အာရက္ခတပ်တော် AA တို့တိုက်ပွဲတွေပြင်းထန်နေချိန်စစ်တပ်ကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ရာမိမိစစ်ကြောင်းပေါ်မှားယွင်းကျရောက်ခဲ့တာကြောင့်စစ်ကြောင်းတစ်ခုလုံးနီးပါးသေဆုံးသွားတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လဒုတိယပတ်အတွင်းကရေကြီးမြို့နယ်ကဘာကြီးကျေးရွာကနေခြေလင်း9မိုင်လောက်ကွာသုံးနံကူနဲ့ချက်ပွိုင်ကြားမှာအင်အား50ကျော်ပါအဲ့ဒီစစ်တပ်စစ်ကြောင်းကိုလေကြောင်းကနေမှားယွင်းဗုံးကျဲခဲ့မိတာဖြစ်ပြီးစစ်သား50လောက်ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့10ရက်အတွင်းကဖြစ်သွားတာပါ။ကင်းနောက်လေရင်မဝဲပဲတိုက်လေရင်ဓာတ်ရိုက်လာကျဲတာမှာအောက်ကစစ်သားတွေကလည်းသူတို့လေရင်မဲဆိုပြီးပေါ်ပေါ်တင်တင်သွားကြရာကကျဲချခံလိုက်ရတာဖြစ်ပါတယ်။ကြောက်ထဲခုံချလို့ဒဏ်ရာပရပွားနဲ့လွတ်လာတဲ့9ယောက်ထဲကတယောက်ကိုအေအေကအရှင်မိခဲ့ပြီးကျန်တဲ့4ယောက်ကတော့ထပ်မံသေဆုံးသွားပါတယ်လို့စစ်ရေးသတင်းရင်းမြစ်က AR Times ကိုပြောပါတယ်။အဲ့ဒီအရှင်ဖမ်းဆီးရမိတဲ့စစ်တပ်တပ်ဖွဲ့ဝင်တဦးကိုအေအေကပြန်လွှတ်ပေးခဲ့ပေမဲ့ပသိမ်ဆေးရုံကိုပို့ဆောင်ချိန်လမ်းခုလက်မှာသေဆုံးသွားခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာရွေးတုဆိုရစစ်တပ်ဟာငဝေမြစ်နောက်ဘက်ကမ်းရှိဝါရောကွင်းရွာသစ်နဲ့ကဘာကြီးကျေးရွာတွေကိုကင်းနောက်လေရင်တွေနဲ့ထောက်လှမ်းပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေအဆက်မပြတ်ပြုလုပ်နေပြီးဝါရောကွင်းကျေးရွာအတွင်းမှာရွှွန့်နွန်တွေပေါ်ကျရောက်ပြီးမပေါက်ကွဲသေးတဲ့ဘုံသီးတွေလည်းရှိနေပါတယ်။ဒါအပြင်ရေကြီးမြို့နယ်ဘက်ကတဆင်ဆက်တောင်ကြီးကိုစစ်တပ်ရဲ့ဒဏ်ရာရလူနာတွေဇက်တိုက်ပြန်လည်တည်ဆောင်နေပြီးအင်အားဖြစ်တင်းမှုတွေလည်းပြုလုပ်နေတယ်လို့သိရပါတယ်။ရွေးတုဆိုရစစ်တပ်ဟာရခိုင်ပြည်နယ်တန်တွဲနဲ့ဂွားမြို့နယ်တွေကိုဥတီတဲ့စစ်ကြောင်းတွေရှေ့တိုးနိုင်ဖို့လေကြောင်းပစ်ကူကိုအလွန်ကျွံအသုံးပြုနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ်လ21ရက်ကလည်းတန်တွဲနဲ့ဂွားမြို့နယ်တွေကိုလေရင်10စင်းထိစံချိန်တင်သုံးပြီးဘုံလုံးရီ100ကျော်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။